ရှိနေပြေဆုံးမင်္ဂလာမင်းတက်တလောင်းရင်ပြရမှာမင်းတဘွားဘွားကြွေကြောင်နေတော့မင်းချီတေဂီတလို့ပညာတကယ်စိတ်ရလားဘေခါရောက်လဲအောင်မြင်မှုကိုဦးထိတ်တိုင်းနှုံမြင်မရတော့မှဖြစ်သွားမယ်စေတနာပါတငယ်ချင်းရဲ့ဆရာကြီးရောကအခုရခက်ဆုံးနေဆရာကြီးရောဆရာကြီးပဲအထာကြီးနဲ့လာပြီးချေပါတီနဲ့မမကိုင်လဲချစ်ဆိုတယ်ဘာကြီးလဲကွာနာရအောင်အစရာဖြစ်ဖို့လွယ်တဲ့ခမလူဖြစ်လာတော့မင်းကန်ကောင်းနေစက်ပြကောင်းလားကမောင်းသာဖြူရဲရမနိုင်တဲ့ဤကိုမမီမကန်ဆွဲတဲ့အတန်ဖန်နဲ့သူအုံနောက်ဆက်တယ်ဆရာကြီးစင်အားကြပြာမမရှိဘူးဆရာကြီးတော့ဆရာကြီးပဲအထာလေးနဲ့လာပြီးချေပါတီနဲ့မမကိုင်လဲချစ်ဆိုတယ်ဘာလဲကွာနာရအောင်โอเคရှင်တို့ရဲ့ဒီဂီတာဖွဲ့လေးကိုလာရောက်ပြီးတော့ကြည့်ရှုအားပေးကြတဲ့ပရိသတ်တွေအားလုံးစိတ်ချမ်းသာခြင်းကိုကြီးကြောင်းပါစေနဲ့ပြည့်စုံပါစေရှင်လူရန်ပြီးကြတဲ့အလုပ်ကလူမတွေလည်းနောက်နေ့တွေမှာပိုးလူရန်နိုင်ပါစေလို့ဆုတောင်းပြောရတယ်ငွေရှိနေပြေဆုံးမင်္ဂလာမင်းတက်တလောင်းရင်ပြလာမှာမင်းဘွားဘွားကြွေကြောင်နေတော့မင်းချီတေဂီတလို့ပညာတကယ်စိတ်ရလားဘေခါရောက်လဲအောင်မြင်မှုကိုဦးထိတ်တိုင်းနှုံပြမရတော့မှဖြစ်သွားမယ်စေတနာပါတငယ်ချင်းရဲ့ဆရာကြီးရောကအခုရခက်ဆုံးနေဆရာကြီးတော့ဆရာကြီးပဲအထာကြီးနဲ့လာပြီးပါတီနဲ့မမကိုင်လဲချစ်ဆိုတယ်ဘာကြီးလဲကွာနာရအောင်မယ်အစရာဖြစ်ဖို့လွယ်တဲ့ခမလူဖြစ်လာတော့မင်းကောင်းနေစက်ပြကောင်းတော့ကမောင်းသာဖြူတယ်ရမနိုင်တဲ့ဤကိုမမီမကန်ဆွဲတဲ့အတန်ဖန်နဲ့သူအုံနောက်ဆက်တယ်ဆရာကြီးစင်ကားကြပြာမမရှိဘူးဆရာကြီးရောဆရာကြီးပဲအထာလေးနဲ့လာပြီးချေပါတီနဲ့မမကိုင်လဲချစ်ဆိုတယ်ဘာလေးလဲကွာနာရအောင်မယ်โอเคဒါလေးကလေမိနေချီပြီးတော့အပေးကြရတဲ့ချင်းလေးပါပဲအချင်းလေးကတိုးလို့နှစ်ပုတ်ဆက်ထားပါရဲ့နော်ကဲနေရတာဆရာကြီးလောက်တက်တဲ့လူတွေကိုရက်လုံးထဲမှာပုံတယ်လူတွေရှိမအားရွှေတဲ့အထာမသိရင်တော့ဆရာကြီးပေါ်ရအိမ်ခေါင်းမိုးကအမိုးမလုံးမဲ့နဲ့ပြောလို့ကကဝါတတိလို့နေရကဆရာကြီးဒီဇိုင်းနဲ့သူများပြောစကားပါမှလက်မခံကိုမတိကိုမတက်တဲ့အကျဉ်းစုလေးကိုပြင်ပေးလို့တော့ကိုရတဲ့တော့အပုတ်ချမပြောနဲ့ကိုကြီးကိုပဲဆိုကြစမ်းမဗျာလေကိုဖန်တာစီပြောတဲ့စကလုံးကြီးတွေသိမိတ်ထားပဲဗျာမနာပြောရစကားအားရမတရားကိုလဲလူတိုင်းမကန်အပြောင်းကြီးကလွယ်လက်တွေ့ခတ်တဲ့လက်ညှိုးညွှန်နိုင်ဖြစ်ဖို့မလွယ်ဘူးလေတိုင်လုံးနဲ့ရှော့ပါအတက်ကျူးတဲ့အခါယူနေပါရဲ့ဒါလေးကလည်းဘယ်သူကဆောင်းရောက်ပြောဆိုကြမလို့ပါဘူးကိုတိကိုတက်လောက်တက်လို့နဲ့ကိုကိုကဆောင်းရောက်လာပါဒါကြောင့်ဘယ်သူပုတ်ထပ်ပြီးဆိုနေရလဲဆိုဘယ်သူမှမပုတ်ထပ်ပါဘူးအားလုံးစိတ်ချမ်းသာကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေအပိဓာရဲ့ပြိတ္တတွေကျေးဇူးနဲ့ကြပါလိမ့်ရှင်လူတွေရှိမအားရှိတဲ့အထာမသိရင်တော့ဆရာကြီးပေါ်ရအိမ်ခေါင်းမိုးကအမိုးမလုံးမဲ့နဲ့ပြောတယ်လားကဘာတထေလို့နေရကဆရာကြီးတစ်စက်နဲ့သူများပြောစကားပါမှလက်ခံကိုမတိကိုမတက်တဲ့အကျဉ်းစုလေးကိုပြင်ပေးလို့ကိုရတဲ့တော့အပုတ်ချမပြောနဲ့ကိုကြီးကိုပဲဆိုရစမ်းပါဗျာလေကိုဖန်တာစီပြောတဲ့စကလုံးကြီးတွေသိမိတ်ထားပဲဗျာ
ကိုင်နှုံးနေလျှော့ပါအတက်ကျူတဲ့အခါယူရပါတဲ့ရโอเคကဲတကွင်းလုံးရဲ့အမောပြေလက်ခုပ်တန်းကြီးကြားကြပါတယ်တဲ့ဟာကြိုက်သွားရကျေးဇူးများကြီးတင်ပါတယ်ကဲ stage show လိုက်စီသေးကြရင်လည်းပြန်လဲဆုံးတွေ့ကြသေးတယ်